မိတ်ဆွေတို့ဘဝမှာကိုတောင်းဆိုတဲ့အခါလူချင်းသားကိုအမြဲတမ်းအပြည့်အဝရဘူးပါသလားတချို့လူတွေကတော့သူတို့တောင်းတဲ့အခါတိုင်းလူချင်းသားထက်ပိုပြီးရတတ်တာကိုသတိထားမိကြမှာပါဒီလိုလူတွေရဲ့လှိဝက်ချက်ကသူတို့စကားပြောဆိုပုံထဲမှာရှိနေတတ်ပါတယ်ဒီနေ့တော့အဲ့ဒီလှိဝက်ချက်ကိုရှီခေတ်ကဗုဒ္ဓရဲ့ဇတ်တော်တစ်ပုဒ်နဲ့ဆက်ဆက်ပြီးလေ့လာကြည့်ကြရအောင်ပါဒီဇတ်တော်ထဲမှာတာမန်တောင်းဆိုတာနဲ့လူချင်းသားအားလုံးရတာဘလို့ကွာခြားသွားလဲဆိုတာတွေ့ရပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဇေတဝန်ကျောင်းမှာယဟန်တော်တွေကဝမ်းကြတဲ့ယောဂအတွက်စေဝါသုံးဆွဲကြရပါတယ်။ဒီယောဂအတွက်အမဲသားရတာနဲ့ပြုလုပ်ထားတဲ့ဆွန်းကိုအလိုရှိကြပေမဲ့တူနာပြုယဟန်တွေကဆွန်းခံတဲ့အခါအဲ့ဒီလိုဆွန်းမျိုးကိုမရရှိနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာရှင်သာရိပုတ္တရာကိုရှောက်ထားတဲ့အခါရှင်သာရိပုတ္တရာကိုယ်တိုင်ယဟန်တော်တွေကိုခေါ်ဆောင်ပြီးဆွန်းခံကြပါတယ်။ဒီအခါမှာတော့အမဲသားရတာဆွန်းတွေဟာတပိတ်အပြည့်ရရှိခဲ့ကြတာကိုတွေ့ရပါတယ်။ရှင်သာရိပုတ္တရာရဲ့အံ့ဝယ်နည်းနဲ့အမဲသားရရှိခဲ့ပုံကိုယဟန်တော်တွေတရားသဖြင့်မှာပြောဆိုနေကြပါတယ်။အဲဒီခါမြတ်စွာဘုရားကရှင်သာရိပုတ္တရာဟာဒီဘဝမှာနဲ့အမဲသားရတာမဟုတ်ပဲရှေးဘဝကလေးကရဘူးကြောင်းမိန့်တော်မူပြီးအတိတ်ဇက်ကိုဆောင်းတော်မူပါတယ်။လွန်ခဲ့တဲ့အခါဗာရာဏသီပြည်မှာဘုရားအလောင်းဟာတထေးသားအဖြစ်မင်းပြုနေခြင်းပေါ့။တနေ့မှာတော့မုတ်ဆိုးတစ်ယောက်ဟာအမဲသားအများကြီးကိုရရှိလာပြီးမြို့ထဲမှာရောင်းဖို့လှဲတစည်းနဲ့တည်ဆောင်လာပါတယ်။အဲ့ဒီအချိန်မှာမြို့ပြင်ဘက်ကလမ်းနားမှာတထေးသား၄ယောက်ဟာစကားပြောဆိုနေကြပါတယ်။သူတို့တွေကပထမဆုံးတထေးသားကမုဆိုးရဲ့လှဲကိုမြင်တော့ဟဲ့မုဆိုးငါ့ကိုအမဲသားပေးပါလို့တောင်းဆိုလိုက်ပါတယ်။မုဆိုးကလည်းမင်းစကားကကြမ်းတမ်းလွန်းလို့မင်းကိုအမီးပဲပေးမယ်ဆိုပြီးအသားအသွေးမရှိတဲ့အမီးကိုပေးလိုက်ပါတယ်။ဒုတိယတထေးသားကတော့အကိုကြီးငါ့ကိုအမဲသားပေးပါလို့တောင်းတဲ့အခါမုဆိုးကသူ့စကားဟာကိုခန္ဓာနဲ့တူလို့ကိုသားကိုပြီးခဲ့ပါတယ်။တတိယတထေသားကတော့အဖေငါ့ကိုအမဲသားပေးပါလို့တောင်းတဲ့အခါသူ့စကားကနှလုံးသားနဲ့တူလို့နှလုံးသားကိုပြီးခဲ့ပြန်ပါတယ်။တထေသား၃ယောက်လုံးသူတို့တောင်းတဲ့အတိုင်းပဲရရှိခဲ့ကြပြီးအပြည့်အစုံတော့မရခဲ့ပါဘူး။နောက်ဆုံးစတုတ္ထမြောက်တထေသားကတော့သူတို့တောင်းပုံတွေကိုကြားပြီးနောက်မုတ်ဆိုးစီကိုကတ်သွားပါတယ်။သူကအဆွေခင်ပွန်းငါ့ကိုအမဲသားပေးပါလို့တောင်းလိုက်ပါတယ်။မုတ်ဆိုးကလည်းသူ့စကားဟာရွာတရွာလုံးမှာမရှိမဖြစ်တဲ့အဆွေခင်ပွန်းနဲ့တူပြီးကိုယ်ခန္ဓာတစ်ခုလုံးနဲ့တူတယ်လို့ဆိုပါတယ်။ဒါကြောင့်မုတ်ဆိုးဟာလှဲပေါ်မှာပါလာတဲ့အမဲသားအားလုံးကိုပေးလိုက်ပါတော့တယ်။အမဲသားအားလုံးကိုရရှိခဲ့တဲ့တထေးသားဟာမုတ်ဆိုးကိုလှဲနဲ့တကွအိမ်ကိုမောင်းခိုင်းပြီးကောင်းစွာပူဇော်ကူညီခဲ့ပါတယ်။သူ့ရဲ့သားမယားတွေကိုလည်းခေါ်ယူပြီးမုတ်ဆိုးအလုပ်ကိုစွန့်စေကတထေးအဖြစ်ဘဝကိုအသက်ထက်ဆုံးချစ်ခင်စွာနေထိုင်စေခဲ့ပါတယ်။ဒီဇတ်တော်အရာအဲ့ဒီမုတ်ဆိုးဟာနောင်ဘဝမှာရှင်သာရိပုတ္တရာဖြစ်လာပြီးအမဲသားအားလုံးကိုရရှိခဲ့တဲ့တထေးသားကတော့ဖယားရှင်ကိုတော်တိုင်ဖြစ်ခဲ့ပါတယ်။ဒီတော့လူချင်းသားကိုတောင်းဆိုတဲ့အခါဆက်ဆံရေးကိုဦးစားပေးပြီးရင်းနှီးတဲ့မိတ်ဆွေလိုမျိုးတောင်းဆိုတတ်သူဟာဘဝမှာအကောင်းဆုံးရလဒ်တွေကိုရရှိနိုင်တယ်ဆိုတာဒီဇတ်တော်ကနေသိရပါတယ်။ဒါဟာကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲတမ်းအသုံးဝင်မဲ့ဆက်ဆံရေးမိယာမတစ်ခုပဲဖြစ်ပါတယ်